ခရိယန်ကျမ်းစာတွေဟာကောင်းကင်ကနေကြားလာတာမျိုးမဟုတ်ပါဘူးကျမ်းစာဆိုတာဝိညာဉ်တော်နိုးဆော်မှုနဲ့လူတွေရေးထားတဲ့စာတွေကိုစုစည်းထားတဲ့စာအုပ်တွေတာဖြစ်တယ်ဒါကြောင့်ဒုတိမောသေဩဝါဒစာအခန်းကြီး3အခန်းငယ်16မှာကျမ်းစာရှိသမျှတို့သည်ဘုရားသခင်နိုးဆော်ခြင်းခံခဲ့ရ၍တုန်တင်ခြင်းဆုံးမဖြစ်တင်ခြင်းအမားကိုပြုပြင်ပေးခြင်းနဲ့ဖြောင့်မတ်ခြင်း၌လမ်းညွှန်ခြင်းစသည်တို့ကိုပြုလုပ်ရန်အတောင်းဝေ၏ဆိုပြီးတော့ရေးထားပါတယ်ဒီကျမ်းစာတွေကိုကြည့်တဲ့အခါမှာအချို့ကျမ်းရေးပုဂ္ဂိုလ်တွေကိုကျွန်တော်တို့သိကြပါတယ်ဥပမာရှင်လူကရေးတဲ့ကျမ်းစာတွေစိန်ပေါလုရေးတဲ့ကျမ်းစာတွေကိုကျွန်တော်တို့သိကြတယ်ဒါပေမဲ့အများပိုင်းကကျွန်တော်တို့မသိကြဘူးဘယ်သူရေးခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့ရှာလို့မတွေ့နိုင်ပါဘူးရှေးစာပေတွေတော်တော်များများဝိညာဉ်တော်နိုးဆော်မှုနဲ့ရေးထားခဲ့တဲ့စာတွေပဲဆိုပြီးလူတွေပြောကြပါတယ်ဖခင်အကြောင်းရေးထားတဲ့အရာတွေတခြားတော့စာတွေလည်းအများကြီးရှိပါသေးတယ်ဒါပေမဲ့82အုပ်ကိုပဲကျမ်းစာအဖြစ်ကျွန်တော်တို့သတ်မှတ်ပါတယ် Majoristic လို့ခေါ်တဲ့တိုင်းတာတဲ့တုတ်ချောင်းလို့အနက်အဓိပ္ပာယ်ရတဲ့ကာနန်နဲ့ပဲကျမ်းစာကိုတိုင်းတာတာဖြစ်တယ်ကာနန်ကိုစံချိန်စံနှုန်းအဖြစ်ထားပြီးကျမ်းစာကိုရွေးချယ်ခဲ့ကြတာဖြစ်တယ်ဒါဆိုရင်ဘသူတွေကအဲ့ဒီကာနန်ကိုစီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတာလဲဖခင်အကြောင်းတွေဒီလောက်ရေးထားပြီးရွေးရခက်တဲ့စာအုပ်တွေဘယ်ဟာကဖြစ်ဝိညာဉ်တော်ရဲ့နိုးဆော်မှုနဲ့ရေးထားခဲ့တယ်ဘယ်ဟာဖြစ်ဝိညာဉ်တော်ရဲ့နိုးဆော်မှုပါဘူးဆိုတာကိုဘယ်သူကဆုံးဖြတ်တာလဲဘယ်သူတွေကရွေးထုတ်ပေးခဲ့တာလဲ Magisterium လို့ခေါ်တဲ့ကတ္တနိတာနာတော်ရဲ့တုန်တင်ပိုင်ခွင့်ရှိတဲ့သူတွေကပဲဝိညာဉ်တော်ရဲ့နိုးဆော်မှုနဲ့ကျမ်းစာကိုရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်သူတို့တွေဟာတန်ရှင်းတဲ့ဆရာတော်ကြီးတွေကျမ်းသက်ပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထားပြီးတာရနာတော်ရဲ့ထုံတန်းစင်လာများကိုခြုံငုံလေ့လာပြီးကျမ်းစာကိုရွေးချယ်ခဲ့ကြတာဖြစ်တယ်။ကျမ်းစာကိုတဦးတယောက်တည်းဘာသာပြန်တဦးတယောက်တည်းရွေးချယ်ခဲ့ကြတာမျိုးမဟုတ်ပါဘူး။ခရစ်တော်သခင်ကောင်းကင်ဘုံကိုတက်ကြွပြီးတဲ့နောက်သူ့ရဲ့တပည့်တော်တွေကနေဆင်းသက်လာတဲ့တာရနာတော်ရဲ့လှုပ်ထုံးလှုပ်နည်းတွေအတွေ့အခေါ်တွေအမှန်တရားတွေအပေါ်မှာအခြေခံပြီးတာရနာတော်ရဲ့ရှေ့ဦးဖခင်ကြီးတွေကျမ်းစာကိုရွေးထုတ်ခဲ့ကြတာဖြစ်တယ်။ရှေ့ဦးကတလိတာနာတွေရဲ့ဖခင်တွေဟာဘယ်ဟာဖြစ်ဝိညာဉ်တော်ရဲ့နိုးဆော်မှုနဲ့ရေးသားထားတဲ့ကျမ်းစာဖြစ်တယ်။ဘယ်ဟာဖြစ်မဟုတ်ပါဘူးဆိုတဲ့ဟာကိုအများအားဖြင့်သဘောတူညီကြပါတယ်။ဒါပေမဲ့ယာလုံးပြည့်သဘောတူညီခဲ့ကြတာမျိုးတော့မဟုတ်ဘူး။အချို့ရှေ့ဦးဖခင်ကြီးများဟာယခုကျွန်တော်တို့အသုံးပြုနေတဲ့ဓမ္မတိကျမ်း29ဆောင်ထဲကအချို့ဟာဝိညာဉ်တော်ရဲ့နိုးဆော်မှုမပါဘူးလို့ဆိုတဲ့သူလည်းရှိပါတယ်။ဒီကျမ်း29ဆောင်ထဲမှာမပါတဲ့အချို့သောစာတွေကိုလည်းကျမ်းစာအနေနဲ့ထပ်တင်တယ်ဆိုပြီးအဆိုပြုသူတွေလည်းရှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်နောက်ဆုံးမှာတာရဏဖခင်ကြီးတွေဟာဆုတောင်းခြင်းအစာရှောင်ခြင်းနဲ့စတင်ခဲ့တဲ့ကျမ်းစာရွေးခြင်းကိုယခုလိုအကောင်းဆုံးဖြစ်တည်လာခဲ့တာဖြစ်တယ်။ယခုကျွန်တော်တို့အသုံးပြုနေတဲ့ဓမ္မတိကျမ်း29ဆောင်ကိုစရင်အတိအကျပြုစုပြီးပထမဆုံးမိတ်ဆက်ပေးခဲ့တဲ့တာနောက်ဖခင်ကြီးဟာစိန့်အတနာစီယုစ်ဖြစ်ပါတယ်အချိန်အားဖြင့်တော့ AD369 ခုနှစ်လောက်မှာပါခုနှစ်တက္ကရာ AD382 ခုနှစ်မှာပိုယဟမ်ပြဓမ္မစုရဲ့ဦးဆောင်မှုနဲ့အနန္တရရကရှေ့ဦးကတလိတာနာဖခင်ကြီးတွေဟာရောမမှာစုယုံလာခဲ့ကြတယ်ဘယ်ဟာကဖြစ်ကျမ်းစာဆိုတာကိုအတူတကွရွေးထုတ်ခဲ့ကြတယ်AD 393မှာကျင်းပတဲ့ဟီပိုကောင်စီကနေ၎င်း AD 399နဲ့419မှာကျင်းပတဲ့ကောင်စီတွေကလည်း၎င်းယခုလက်ရှိခရိယန်တွေအားလုံးအသုံးပြုနေတဲ့ကျမ်းစာကိုအတည်ပြုခဲ့တာဖြစ်တယ်။ကနဦးအတင်းတော်ဖခင်ကြီးတွေရေးထုတ်ထားတဲ့ကျမ်းစာကိုတစ်ကမ္ဘာလုံးကလက်ခံပြီးအသုံးပြုနေခဲ့ပါတယ်။ဒါပေမဲ့နောက်နှစ်ပေါင်း1000ကျော်လောက်မှာပရိုတက်စတန်ရဲ့ဖခင်ကြီးဖြစ်တဲ့မာတင်လူသာဟာကျမ်းစာကိုမေးခွန်းထုတ်ခဲ့ပါတယ်။သူတယောက်တန်းအမြင်နဲ့သူဟာကျမ်းစာချုပ်ကိုဖျောက်ချခဲ့ပါတယ်။သူတုံတင်ချက်နဲ့မကိုက်ညီတဲ့သူရဲ့မှုနဲ့မကိုက်တဲ့အရာတွေမှန်သမျှကိုသူထုတ်ပယ်ခဲ့တယ်။ဒါပေမဲ့ကက်သလစ်တာနာတော်အနေနဲ့ Council of Trent အားဖြင့်ဒီကျမ်းစာတွေကိုပဲထပ်မံပြီးအတည်ပြုခဲ့ပါတယ်။ဒါကြောင့် Sola Scriptura လို့ခေါ်တဲ့ကျမ်းစာတစ်ခုတည်းနဲ့လုံလောက်တယ်ဆိုတော့ဟာမမှန်ဘူးဆိုတာကိုပြသနေပါတယ်။တာနာတော်ကြီးနဲ့ရှေ့ထုံးတတရတာမရှိရင်ဘေစာအုပ်ကကျမ်းစာဖြစ်တယ်မဖြစ်ဘူးဆိုတာကိုကျွန်တော်တို့သိနိုင်ကြမှာမဟုတ်ဘူးဒီလိုပဲကျမ်းစာကိုအသိဉာဏ်ပြန်တဲ့အခါမှာလည်းပဲကျမ်းစာအုပ်ကိုရွေးထုတ်ပေးခဲ့တဲ့အသင်းတော်နဲ့
ရှေ့ထုံးတက်တွေမပါဘဲနဲ့တာရဏတော်ကြီးကစင်းတက်လာတဲ့တည်င်းချက်လက်အရင်းမြစ်တွေမပါဘဲနဲ့မှန်မှန်ကန်ကန်ကျမ်းစာကိုဖျားခင်ရဲ့အလိုတော်အတိုင်းဘာသာပြန်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်ကျမ်းစာဘယ်လိုဖြစ်ပေါ်လာခဲ့တယ်လဲဆိုတဲ့ဟာဒီစိတ်ဝင်စားစရာတစ်ခုအနေနဲ့ရှိနေတာဖြစ်တယ်